Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဟင်းရွက်စုံပါဝင်တဲ့ရခိုင်ဟင်းလျာလေးကိုချက်ပြပေးပါမယ်ရှင်။ကဲမြစ်ကလေးတွေတော့2မျိုးသုံးထားတယ်အလုံးရောမြင့်ပြီးသားလေးရောပေါ့နော်။အလုံးလေးတွေကိုတော့အနေတော်လေးတွေမွှပြီးတော့ကျွန်တော်နှစ်ခုစလုံးရောပြီးပြုတ်လိုက်ပါမယ်။ကဲကစွန်းရိုးနီလည်းအစင်သင်းဖြစ်ပါပြီရှင်။ငရုတ်သီးတွေလည်းအစင်သင်းဖြစ်ပါပြီ။ရခိုင်ချက်ဖြစ်တဲ့အတွက်ငရုတ်သီးပုတ်ထဲပါမယ်။ပြီးတော့ချမောင်ရွက်ကလည်းအစင်သင်းဖြစ်ပါပြီရှင်။ကဲကျမတို့အိမ်မှာတော့ဘယ်လောက်စားသလဲမစားသလဲဆိုတာစလုံးကြီးနဲ့ကိုချက်တာနော်ကဲမိုးရင်းရောက်ပြီဆိုတော့ထီကယုံနေရတော့နှုတ်ရွှဲနေရပဲအရင်ဆုံးစီအိုးတွေကိုစနင်းထည့်မယ်ပြီးရင်ငြုပ်သီးစင်းကိုကြတော့ချက်သွန်အနီချက်သွန်ဖြူနဲ့ရောပြီးတော့ကြိတ်လိုက်တယ်အယောင်အလှဖို့အတွက်ကိုငြုပ်သီးအနီလေးပါထည့်ပြီးတော့စီမွေးတက်လိုက်ပါတယ်ရှင်စီမွေးတက်ပြီးတော့အခက်အတွက်ကိုပစွန်ချောက်ထည့်မယ်ပြီးရင်တော့မြင့်ငပီးလေးထည့်ပါမယ်ရှင်ကဲမြင့်ငပီးလေးမှုေးတော့အောင်လို့စီမွေးနဲ့လာတက်ပါမယ်အားလုံးကိုရောပြီးတော့စီမွေးတက်လိုက်တာပေါ့နော်ပြီးရင်တော့ခုနကမှကြိတ်ထားတဲ့ blender ထဲမှာကြံနေတဲ့ငြိမ်သီးလေးတွေကိုရေလေးနည်းနည်းကျင်းပြီးတော့ထည့်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ကျမတို့ကအရွက်တွေထဲမှာဆိုတော့အရင်အိုကတ်မှာဆိုလို့ပေါ့နော်။တကယ်တော့အရေကမထည့်လဲရပါတယ်ရှင်။ကဲအရင်ဆုံးထီကယုံတွေကိုစတင်ပြီးတော့ထည့်ပြီးတော့မှုေးပါပြီရှင်။ထီကယုံကကျတော့သူအကြော်ခံတယ်လေ။ကြော်လို့လဲမာတယ်ဒါဆိုထီကယုံအရင်ထည့်တာပြီးတော့ကစုံယုံနီကိုအခုလိုမျိုးလေးထည့်လိုက်ပါမယ်။ကစုံယုံနီကိုခုလိုမျိုးထည့်မယ်ပြီးရင်နာမှုေးမယ်ပေါ့နော်အခုဟင်းကစီထည့်ပြီးတော့မချက်လဲရတယ်ပေါ့နော်ရခိုင်ရင်းလေးရဖြစ်တဲ့အတွက်ဒါပေမဲ့စီထဲတဲ့အခါကျတော့ကြာလေးထားခံနေပေါ့နော်ကဲပြီးရင်တော့ချမောင်ရွက်တွေထည့်ပါမယ်ချမောင်ရွက်တွေကများတယ်ဆိုရင်ထည့်လိုက်မှုေးလိုက်ပြီးရင်နွမ်းသွားလို့ရှိရင်တော့ထပ်ပြီးတော့ထည့်လိုက်မှုေးလိုက်လုပ်မယ်နော်ပြီးတော့ရတာစားပြအတွက်ထည့်ပါမယ်စားကတော့လုံးဝမထည့်လို့မရအောင်เนาะစားမပါလို့ရှိရင်ပေါ်ရွှွှွကြီးဖြစ်နေမှာပါနာလေးမှုေးပါမယ်ရှင်အိုးမကတ်အောင်ပေါ့เนาะအခုလိုချိန်ကတော့ပဇွန်ပေါ်တဲ့ရာသီဖြစ်တဲ့အတွက်ပဇွန်နဲ့ထည့်ပြီးတော့ကြော်မယ်ဆိုရင်တော့ချိုမြိန်ပို့ပြီးတော့ချိုတာပေါ့เนาะနောက်ဆုံးအနေနဲ့ကတော့ကျမတို့မြစ်ထည့်ပါမယ်မြစ်ကိုဘာလို့အရှိအစောကြီးမှမထည့်ရလဲဆိုတော့လေမြင့်ငပိတွေကိုမြစ်ကစုပ်သွားရင်အရန်ငငန်ကြီးဖြစ်သွားမှာဆိုလို့နောက်ဆုံးမှပဲထည့်တာပါကဲအရန်ကိုအရသာရှိတယ်ရခိုင်ချက်ဟင်းနေရာလေးရရှိပါပြီ။အော်စီမထဲဝဲနဲ့ချက်မယ်ဆိုရင်တော့ရေးနဲ့လုံးချက်သဘောမျိုးလေးချက်မှာပေါ့နော်။အကုန်လုံးကိုရောထည့်ပြီးလုံးချက်သဘောမျိုးလေးလည်းချက်လို့ရပါတယ်ရှင်။ကဲကလော်အသီးလည်းထည့်လို့ရတယ်နော်။